အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမဲ့ပုံမြင်လေးကတော့ဥပုသ်ဆောင်တော်ကြားပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးသွားကြပါအောင်ဗျာဟိုးရှိတုန်းကပေါ့ဗျာအသက်အရွယ်ကြီးရင်လာပြီးအိုမင်းမဆွမ်းတော့လို့တားကောင်းတွေကိုဖျက်လက်စွာရှာဖွေမစားတောင်းနိုင်တော့တဲ့ကြားအုပ်ကြီးတစ်ကောင်ရှိပါတယ်တဲ့ကွယ်ကြားအုပ်ကြီးကတော်တွေကတွေးဆန်တွေကမစွမ်းမတန်တော့တဲ့သူ့ကိုမလေးမခန့်ပြုတ်လောက်ကြတော့စိတ်တက်ကြပြီးတော်တွေကနေပင်လယ်ကန်းဆက်တစ်ခုကိုစိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့ပါတော့တယ်ဗျာပင်လယ်ကန်းဆက်ကကြောက်ဆောင်တွေပေါ်မှာနေပူစာလုံနေရင်ကြားအုပ်ကြီးဟာသူ့ကိုဘယ်သူမှမလေးစားတော့ပါလားဆိုပြီးသူ့ဘဝသူပြန်တွေးရင်ဝမ်းနဲ့နေမိပါတော့တယ်ကြားကြီးဟာသူတန်ဆွမ်းနှုံးကဘဝတစ်လျှောက်လုံးကိုပြန်တွေးကြည့်လိုက်တော့သူများအတက်ကိုတက်ချင်တဲ့ပဲကုန်လွန်ခဲ့ပါတယ်ဘာကုသိုလ်မှလည်းမရှိပဲအကုသိုလ်တွေကြီးပါလားဆိုပြီးတရေရေနဲ့မြင်လာတယ်အဲ့ဒီအခါမှာကောင်းမှုကုသိုလ်လေးတစ်ခုခုလောက်လုပ်အောင်မှပဲဆိုပြီးဗိုက်ဆာဆာနဲ့ဥပုသ်ဆောက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ကြောက်ဆောင်တွေပေါ်မှာငိန်တက်စွာလှဲလျောင်းရင်ဥပုသ်ဆောက်နေတဲ့ကြားအုပ်ကြီးကိုတရားမင်းကြီးတွေ့လာတဲ့အခါဒီကြားအုပ်ကြီးကိုတီလာဘလောက်မြင်မမြင်ငါဆန်းတက်အောင်မယ်ဆိုကငိန်တက်နေတဲ့ကြားအုပ်ကြီးရဲ့ရှိရဲ့မလက်မကမ်းမှာစိတ်ငယ်လေးတစ်ကောင်အဖြစ်ဖန်ဆင်းပြီးရှောက်ပြေးနေပြလိုက်ပါတယ်မိန်နေတဲ့ကြားအုပ်ကြီးရှိကိုလာပြီးခုံဆွလှုပ်ပြနေတဲ့စိတ်ပေါက်ကလေးလည်းတွေ့ရောဆာလောင်နေတဲ့အချိန်မို့တွေ့ရည်တမျှမျှဖြစ်လာပြီးအိုးဥပုသ်ဆောက်မယ်လို့သာဆိုရတာငါမှတီလာမတီဆောက်ရသေးပါပဲတီလာမတီသေးရင်ဥပုသ်မမြည်သေးပါဘူးဆာလောင်မွန်းတဲ့နေချိန်ဥပုသ်ဆောက်လဲဟန်မကြပါဘူးလေခုနေခါအဲ့ဒီစိတ်ကလေးကိုစားလိုက်ရရင်ဆာလောင်နေတဲ့ငှဝမ်းလဲပြည့်သွားမှာပဲအဲ့ဒီခါကျမှစိတ်ဖြောက်နဲ့ဥပုသ်တီလာစောင့်နိုင်တော့မှာပေါ့ဒါကြောင့်အရင်ဆုံးဒီစိတ်ကိုဖမ်းပြီးစားလိုက်အောင်မှပဲလို့တွေးပြီးစိတ်ကလေးကိုအပြေးလိုက်ဖမ်းပါတော့တယ်တရားမင်းဖန်ဆင်းထားတဲ့စိတ်ဆိုတော့လွယ်နဲ့ဖမ်းမရဘူးဖြစ်နေတာပေါ့ဗျာခုံဆွရှောင်ရှားရင်ပြေးနေတဲ့စိတ်ကလေးကိုဖမ်းမမိတဲ့ကြားအုပ်ကြီးဟာတဖြည်းဖြည်းမော်ပန်နွဲ့လာတော့တာပေါ့ဗျာနောက်ဆုံးမဟန်နိုင်လောက်အောင်မော်ပန်လာတဲ့အပြင်သူလိုက်ဖမ်းနေတဲ့စိတ်ကလေးဟာလည်းဖြတ်ကနေပျောက်ကွယ်သွားပါတော့တယ်အဲ့ဒီအခါကျမှကြားအုပ်ကြီးဟာစိတ်ကလေးလည်းဖမ်းလို့မမိသေးဘူးငါရဲ့ဥပုသ်လည်းမပြတ်တော့သေးပါဘူးလေဒီတော့ဥပုသ်ပဲပြန်ဆောက်တာကောင်းပါလေဆိုပြီးစောကလိုပဲပြန်ပြီးငိန်တက်စွာလှေလျောင်းနေလိုက်ပြန်တော့တယ်အဲ့ဒီအခါမှာတရားမင်းကြီးဟာကိုထင်ပြလိုက်ပြီးတီလာကြောင့်ကြားအုပ်ကြီးကိုကဲ့ရဲ့ရှုံချစုံဆုံးမလိုက်ပါတော့တယ်တီလာမတီခဲ့တဲ့ကြားအုပ်ကြီးလည်းရှက်နဲ့တရားမင်းရဲ့စုံဆုံးမှုအောက်မှာငိန်ခံနေရတာပေါ့ဗျာဤပုံမြင်လေးကိုလူတိုင်းဒီပါကြားဘူးကြားလိုက်မယ်လို့ထင်ပါတယ်ဗျာပရိသတ်ကြီးတို့လည်းလူလောကတွင်လည်းကြားအုပ်ကြီးကဲ့သို့ဥပုသ်ဆောင်ရှင်အောင်ဆောင်နေတဲ့ဟန်ဆောင်ကောင်းတဲ့လူများစွာရှိကြပါတယ်ဇယိုက်ဆိုလူမိုက်များလူလိမ်များလည်းအလွန်ပေါ်များနေပါလိမ့်မယ်လူတိုင်းဟာလည်းစိတ်ငယ်လေးဖန်ဆင်းထားသောတရားမင်းမဟုတ်သည့်အတွက်တီလာမရှိတဲ့ကြားအုပ်ကြီးဤမာယာကိုရှောင်ရှားနိုင်ဖို့တော့လိုပါလိမ့်မယ်ထင်ပါတယ်ဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းစိတ်ဝင်စားကြကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ